Hello အားလုံးပဲမင်္ဂလာပါနိုင်အေးပါဒီဗီဒီယိုလေးထဲမှာဝမ်အန်ကိုတော့လည်းပတ်ခဲ့တာလေးကိုပြန်ပြီးတော့မျှဝေပေးမယ်နော်ဝမ်အန်ကဒါနမျိုးနဲ့ဆိုလို့ရှိရင်ကာ45မိနစ်ကနေတနားရီလောက်စီးရတယ်ဒီရွာငယ်လေးကတော်တော်မှလာတယ်ပေါ့နော်တချို့ဆိုင်တွေဆိုလို့ရှိရင်မီလုံးလေးတွေပြည့်နေတချို့ဆိုင်ကကြတော့လေသူတို့ရဲ့ပြည်သူကလက်ရာကိုချပြထားတယ်ပေါ့နော်ဆက်စချင်းရောက်တာနဲ့ဒီမီအေတို့မီလုံးလေးတွေကိုတွေ့ပြီးတော့စိတ်ချမ်းသာသွားတယ်ပေါ့နော်လူတွေကအရန်ကိုမှစီကားပြီးတော့လေစီးတဲ့သူကလည်းများတော့ပုံတို့ဗီဒီယိုတို့ရိုက်ရတာပို့ပြီးတော့လာတယ်စပိတ်လည်းငါစီလို့ရရနော်နန်အေရတော့စပိတ်လေးငါစီခဲ့တယ်အဲ့မိဘေးမှာသဘာဝလေးရှူပြီးတော့စပိတ်စီရတဲ့ဖီနီကတော့တကယ်ကိုမိုက်တော့ပဲအရန်ကိုမှပြိုစရာကောင်းတယ်ဒါကတော့စပိတ်ကိုတင်းနေရမှာချပြီးတော့ဒီလမ်းလျှောက်သွားတယ်ပေါ့နော်တော်တော်လေးကိုမှလာတယ်ညစီတွေလည်းရှိတယ်ညစီမှာနိုင်တို့ကတည့်တည်ဝယ်စားခဲ့တယ်ဒါကတော့ဘာထိုင်ရတာချိုက်တဲ့သူတွေအတွက်ပေါ့နော်နိုင်ရတော့တချင်းလေးကြားတာနဲ့ကိုပျော်နေပြီအဲ့ဒါပြီးတော့လေလေးစီးပြီးခဲ့တယ်လေစီးတဲ့တော့ကျွေးမှာလေအသက်ကဝတ်ဆိုတော့ဝတ်ရတယ်တိလားသူတို့ကတော့ဝတ်ဖို့ခဏခဏရိုမိုင်းလုပ်တယ်ပေါ့နော်ဒါမဲ့တပုတ်ရိုက်တာတို့ဗီဒီယိုရိုက်တဲ့ခဏတော့တွင်တော့သူတို့ကတော့ဘာမှမပြောပါတော့ဘူးပေါ့နော်အချိန်လေးရသေးတော့နိုင်အေတို့ကဒီငကားပါးစပ်ကနေမိရှိုက်တာကိုကြည့်ဖို့အချိန်မီပြန်ခဲ့တယ်အဲ့နေက Dragon Bridge လို့ခေါ်တယ်ပေါ့နော်ဒီတခြားနည်းနဲ့ဆိုလို့ရှိရင်သူတို့က Han River လို့လည်းခေါ်ကြတယ်အစတော့မမီဘူးထင်နေတာနည်းနည်းပဲလိုတော့တယ်အဲ့ဒါလူတွေကမှလေအများကြီးမှအများကြီးဟိုဘက်လန်နေဒီဘက်လန်နေပေါ့နော်အပြည့်ပဲတကယ်လို့ကအချိန်မီရောက်ရှင်နေဆိုလို့ရှိရင်တော့စောစောစီသွားဖို့တော့အကြံပေးတယ်အဲ့ငကားမီးရှိုက်တာအရန်ကိုမှမိုက်တယ်သိလားဒါကဗီယက်နမ်ရဲ့ရိုးရာတွေကတခုသူတို့ချပြတာပေါ့နော်ပြီးတော့သူကတောက်ကြရဲ့စနေနေ့ကနေရဲ့ဒီသူတို့ရဲ့ special holiday မှာပဲပြတယ်ဒီနေရာကလည်းခီးသွားတဲ့အတွက် attraction ဖြစ်တဲ့နေရာတစ်ခုပဲပေါ့နော်သူတို့ကတော့ဒီခီးသွားတွေကိုကျူဆိုတဲ့အနေနဲ့ဒီငကားမီးရှိုက်တာကိုပြတာပေါ့နော်အဲ့လိုတော့ပြောကြတယ်ငကားမီးရှိုက်တာ15မိနစ်ကနေမိနစ်20ကြာတယ်ပေါ့နော်အဲ့ဒါပြီးတော့ရေပြန်လာတယ်အစတော့ငကားမီးရှိုက်တာပြီးသွားပြီထင်နေတာရုပ်တရက်ရေနဲ့ပတ်လိုက်တော့အဲ့ဒီအလယ်မှာရှိနေတဲ့သူတွေကတော့အကလို့ရေရွှဲသွားတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် See you in my next video bye bye